အင်္ဂါရာဟုအတွဲဆိုတာကအရန်ရှားတဲ့အတွဲမျိုးဖြစ်ပါတယ်သူတို့ရဲ့ relationship ကအရန်ထိရှားလွယ်တဲ့ relationship မျိုးဖြစ်ပါတယ်အင်္ဂါကအချစ်ကြီးတယ်ဒါပေမဲ့လူတစ်ယောက်ကိုလွယ်လွယ်နဲ့မယုံတတ်ဘူးတန်တရားစိတ်နဲ့အရန်ကြည့်တယ်အရန်ချစ်လွန်းတော့လေအချစ်ကြီးတော့အမြတ်ကြီးတယ်အမြဲတမ်းတန်တရားတွေနဲ့ဆွဆွဲပြောဆိုနေတတ်တယ်မချစ်လို့လားဆိုတော့လည်းမဟုတ်ဘူးရှားဦးကကြတော့လေငကိုစရင်လေးကောင်းတယ်အမြဲတမ်းဆွဆွဲနေလို့ရှိရင်စိတ်ကောက်ပြီးအရွက်တိုက်ပြီးတကယ်လှုပ်ချသွားတတ်တဲ့လူမျိုးပေါ့နော်အဲကြတော့သူတို့နှစ်ယောက်ရဲ့ relationship ကနှစ်ယောက်လုံးက positive တွေးနိုင်မှအဆင်ပြေမယ်ဘဝကိုအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းခြင်းနဲ့စိတ်မျိုးရှိတဲ့လူနှစ်ယောက်မှအဆင်ပြေလိမ့်မယ်မဟုတ်လို့ရှိရင်နေနိုင်ရဆိုနှစ်ယောက်လုံးကတယောက်ကတန်တရားကြီးတယ်တယောက်ကအရွယ်တိုက်ပြီးလှုပ်တတ်တယ်သူတို့နှစ်ယောက်မှာဘာအသက်ချက်ရှိလဲဆိုတော့အင်္ဂါတွေကသူတို့လက်ရှိအရွယ်ထက်ကိုပို့ပြီးတော့အရွယ်တင်မှုပြိုတတ်တယ်။ရာဟုကကြတော့လေပေါင်းတဲ့ဆက်ဆံရေးမှာအရန်လာရောညီထွေရှိတယ်စကားပြောလိမ့်ပါတယ်ပြီးမှရာဟုလေးတွေရဲ့အာသာချက်ကပြုံးလိုက်လို့ရှိရင်အရန်ဆွဲဆောင်မှုရှိရပါတော့။အားကြောင့်မို့လဲအင်္ဂါတွေကအမြဲတမ်းတဝင်တူပြီးတော့စိတ်ပူနေရတာပေါ့နော်။ဆရာမပြောခဲ့တဲ့အချက်တွေထဲမှာဘယ်နဲ့ချက်လောက်မှလဲဆိုတာကိုမှတ်မှရှိပေးခဲ့ပါဦး။နောက်ဗီဒီယိုမှာသိကျင်တဲ့အကြောင်းအရာတွေကိုမှတ်မှရှိပေးခဲ့ပါဦး။